ဒါထိုင်းနိုင်ငံမှာနာမည်ကြီးဆုံးမတ်ချပါအမလေးကျမမှာ3ခါလောက်ရှိပြီမှားနေရမရသေးဩ2ခါလောက်ရှိပြီဒါ3ခါမြောက်မှရတာအလုံး my lord စီဗီ alignment ကနေမှားတာပါ10နိုင်ဆိုရင်ဖွင့်တယ်ပေါ့နော်ပထမခါကစီဗီလုံးဝ10နိုင်ကိုစောင့်နေနော်ပြီးတော့ဘာဖြစ်လဲမမီလိုက် so out တဲ့ and then no no လေးထည့်ပြီးသွားအောင်မချအောင်အပေါ်မှာဒီလိုထည့်လိုက်ပါမယ်โอ้တောက်ပေါ်ရလေဒါရင်ထည့်အောင်ပါဟာလောက်လိုက်ဆောက်တော့လည်းစီပြီးရင်ဒီမှာ hot ဒီမှာ cream လေးရှိပါတယ်ဒီ cream လေးကိုထည့်လိုက်မယ်ဒါအမောင်အောင်ဖူးခိုင်းငါဘယ်နှမ်းဖြူခိုင်းอ่ะအမောင်စီရီတိတ်မကြရအောင်နည်းနည်းပဲဖြူမယ်ပြီးရင်နောက်ဆုံးဒီမုံကိုစားကြည့်တင်နေတာဒါဒီမုံကောင်းလားဝင်လိုက်မယ်ကွာကောင်းလားစီရီယာဒီပိုင်ရှင်ရဲ့ကလေးနှစ်ယောက်အရန်ကြိုက်တာအမိုးနဲ့နဲ့ဆိုးလေအားကြောင့်ပို့ပြီးတော့ဝယ်ချင်တာကွာကလေးကိုချစ်လို့ဟာက190ထင်တယ်ဒီတစ်ခွက်ကိုလေဈေးကတော့နည်းနည်းများတယ်ပေါ့နော်စီရီအမြင်စီရီမချတောက်တဲ့အထဲမှာဒါပေမဲ့ခွင့်ချုပ်ခဲ့ရရှင်းပြပါနောက်တစ်ခါဝယ်အောင်မလားဆိုတော့ဝယ်အောင်မယ်ဒါ7မှတ်မှာစီရီ maybe 10မှတ်လောက်ပေးမယ်ပေါ့နော်အရင်ကောင်းတဲ့တဲမှာတော့မပါဘူးဒါပေမဲ့ကြိုက်တဲ့အဆင်ပြေတယ်သူတွေကဝယ်တော့ပေးတယ်ဘယ်သူ so and moon နဲ့ကိုသိလဲအားလုံးသိရလို့ comment မှာရေးထားပါ goodbye